Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တင်တန်းစင်းကစား Junior Graphic Designer တွေကိုအလုပ်ခန့်ဖို့ပဲဖြစ်ဖြစ် Junior Graphic Designer တွေအနေနဲ့မျှော်မှန်းလာစာကိုတတ်မှတ်ဖို့ပဲဖြစ်ဖြစ်ထည့်သွင်းစဉ်းစားတဲ့အချက်လေးတွေကိုဆွေးနွေးပြောပြသွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ချက်ကတော့ portfolio အရေးအသွေးဖြစ်ပါတယ်တင်တန်းကပေးထားတဲ့ design တွေကိုပဲပြန်ပြီးတော့သုံးထားတာလားကိုယ်တိုင် design ပြန်ထိုင်ထားတာမျိုးတွေလားဒါတွေကိုကိုတို့ကလေ့လာသင့်ပါတယ်နောက်တစ်ချက်ကတော့ကိုတို့ကကျွမ်းကျင်မှုရှောက်ထားတဲ့လုပ်ငန်းခွင်နဲ့ကိုက်ညီတဲ့ skill ရှိရလားကိုက social media လုပ်ငန်းအတွက်ခံထားမှာလား print အတွက်ခံထားမှာလားဆိုတာမျိုးတွေကိုကိုတို့ကနှိုင်းယှဉ်စစ်ဆေးဖို့လိုပါတယ်နောက်တစ်ချက်ကတော့ကိုတို့ software ကျွမ်းကျင်မှုပေါ့ software တွေကိုဘယ်လောက်ထိ shortcut တွေဘယ်လောက်သုံးနေလဲကျွမ်းကျင်မှုဘယ်လောက်ရှိလဲအစားအဆုံးရေးဆွဲခိုင်းကြည့်တင်ပါတယ်နောက်တစ်ချက်ကတော့ကိုတို့ print verify တွေကိုကိုတို့တခြားပြင်ဆင်နိုင်ရလား bleed တွေ margin တွေနားလည်မှုရှိရလားဒါတွေကိုကိုတို့ကစစ်ဆေးတင်ပါတယ်နောက်တစ်ချက်ကတော့ကိုတို့ problem solution scale ပါအခု brief တစ်ခုပေးလိုက်တယ် result ဘယ်လိုမျိုးထွက်လာမလဲပေါ့နော်ဒါတွေကိုကိုတို့ကကိုယ်တိုင် apply လုပ်နိုင်လားဆိုတာကိုကိုတို့ကစစ်ဆေးတင်ပါတယ်နောက်တစ်ခုကတော့ကိုတို့ကတယောက်နဲ့တယောက်ကကိုတို့ကျွမ်းကျင်ပုံချင်းမတူပါဘူးကိုတို့ကတချို့ကကျွမ်းကျင်တယ်တချို့ကပြောတဲ့အတိုင်းပဲ like လုပ်တတ်တယ်တချို့ကကျတော့ကိုတို့ကကိုယ်တိုင်ပဲ creation လုပ်တတ်တယ်ပေါ့နော်ဒီအပေါ်မှာမူတည်ပြီးတော့ကိုတို့အခြေခံလာစာကိုတတ်မှတ်ရမှာဖြစ်တယ်အခြေခံလာစာတတ်မှတ်တဲ့အခါမှာလဲကိုကခုနပြောလိုမျိုးပေါ့နော် junior တွေဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းကိုတို့ကprint တွေ production တွေကိုတော့မလုပ်တတ်ဘူးပေါ့နော်ဒီကိုယ်တိုင်ဟလာ brand guideline တွေမလုပ်တတ်ဘူးဒါဖြစ်တဲ့အတွက်ကြောင့်မလို့ဒီညွှန်ကြားမှုအောက်မှာလိုက်လောက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုတို့ကဒီလာစာတွေအနေနဲ့လည်းကိုတို့ကအများကြီးမျှော်လင့်လို့မရဘူးပေါ့နော်ဘယ်အလုပ်မှာပဲဖြစ်ဖြစ်ကိုတို့ကအရန်ခက်ခဲတဲ့အလုပ်တွေရှိမှာမဟုတ်တယ်လို့အလျံလွယ်ကူနေတဲ့အလုပ်တွေလည်းရှိနေမှာမဟုတ်ပါဘူးအလုပ်ဆိုတော့အလုပ်တိုင်းပဲကိုတို့ကအတွေ့အကြုံနဲ့သူတော့ရှိမှာပဲပေါ့နော်ဒီနေရာမှာကိုတို့ကအကောင်းဆုံးကတော့ကိုတို့ဒီအစမ်းခန့်ကာလကိုတို့သတ်မှတ်ခြင်းပေါ့နော်အစမ်းခန့်ကာလကိုတို့သတ်မှတ်တင်ပါတယ်အဲ့လိုဝင်ချင်းဘလောက်ပေါ့နော်ဝင်ချင်းဥမာ3သိန်းဖြစ်ဖြစ်2သိန်းဖြစ်ဖြစ်ဥပမာ4သိန်းဖြစ်ဖြစ်ပေါ့နော်သတ်မှတ်ထားတယ်ဆိုလို့ရှိရင်တော့ဝင်ချင်းဘလောက်ပေါ့နော်အဲ့အတွင်းမှာအဲ့ဒါဂျူနီယာကလည်းဟာဒီဒီဇိုင်နာကလည်းစကေးထုတ်ပြရမယ်စကေးပြတဲ့အပေါ်မှာမူတည်ပြီးတော့လည်းလှုပ်ရှင်ဘက်ကလည်းကိုတို့ကတိုးပေးတန်ရှိတိုးပေးပေါ့နော်10%တိုးပေးမှာလား30%တိုးပေးတာမျိုးမှာလားဆိုတဲ့သဘောတူညီမှုမျိုးတွေပြုလုပ်ရမှာဖြစ်ပါတယ်တင်တန်းစင်ကစား junior တွေ designer တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အကိုတို့က learning curve ကိုလည်းကိုတို့တစ်ချက်စဉ်းစားဖို့လိုမှာဖြစ်ပါတယ်เนาะကိုလုံးရမယ့်လုပ်ငန်းကမှ senior graphic designer ရှိနေတာလားကိုကိုညွှန်ကြားပေးမဲ့သူပေါ့ကိုကိုတွဲခေါ်မဲ့သူရှိနေတာလားပေါ့เนาะဒါဆိုလို့ရှိရင်တော့ကိုတို့ကမဆိုင်မတော့ပဲနဲ့စတင်ပြီးတော့ဝင်ရောက်လုပ်ကိုင်တင်တယ်ပေါ့เนาะနောက်တစ်ခုကကိုတို့ကဒီကိုရဲ့ဒီ deadline တွေပေါ့เนาะ deadline ပြီးစီးမှုဟုတ်ပြီเนาะကိုကဥပမာ design တွေဘယ်လောက်ပဲဆွဲတတ်ပါတယ်တင်တန်းတွေဘယ်လောက်ပဲတော်ပါတယ်ပြောကိုတို့ကလုပ်ငန်းခွင်မှာကြတော့ကိုတို့ client တွေကနေပြီးတော့မှ design တွေကိုဆုံးဖြတ်တာဖြစ်တဲ့အတွက် customer တွေဘက်ကနေပြီးတော့မှကိုတို့မကြိုက်လို့ပြန်ပြီးတော့ပြင်ရတဲ့အခါမှာကိုကဘယ်လောက်ထိဟုတ်လားစိတ်ရှိလက်ရှိလုပ်ပေးနိုင်လဲဒါတွေကလည်းကိုတို့လာစာတွေအတွက်အများကြီးတက်ရောက်မှာဖြစ်ပါတယ်เนาะအဲ့တော့အားလုံးကိုခြုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကိုက design တင်တန်းစင်ကစားမှာကိုရဲ့ကျွမ်းကျင်မှု level landing ဟုတ်ပါတော့လောက်ထားတဲ့ကို portfolio ကအများကြီးတက်ရောက်မှာဖြစ်တယ်ဒီ portfolio ကိုတို့ကတစ်ဖက်ကကိုတို့လုပ်ငန်းရှင်ဘက်ကနေပြီးတော့မှကြိုင်းနှစ်တက်လို့ခေါ်တာမျိုးလားဒါမှမဟုတ်ရင်ကိုယ်တိုင်ကပဲဒီလုပ်ကိုတကယ်ပညာရခြင်းလို့ဝင်လုပ်တာလားဆိုတာကတော့ကိုကစဉ်းစားရမှာဖြစ်ပါတယ်ပေါ့နော်ကိုဒီဇိုင်နာတွေအနေနဲ့စဉ်းစားရမှာဖြစ်တယ်အဲဒီခေါ်တဲ့သူကလည်းဒါခေါ်သူနိုင်တဲ့ဘက်ကနေခေါ်မှာဖြစ်တယ်ပေါ့နော်ဒီလိုပဲလုပ်တဲ့သူဘက်ကလည်းကိုနဲ့ကြိုက်မှာပဲလုပ်ရမှာပေါ့နော်ဒီမကြိုက်ရင်မလုပ်เสียမလို့ပါဘူးနော်အဲ့တော့လုပ်ငန်းခွင်ဆိုတာကမျိုးစားတွေမတူlevel တွေမတူပေါ့နော်အဲ့တော့တယောက်နဲ့တယောက်ကိုတို့ကဒီအလုပ်ရှင်နဲ့ဒီဇိုင်နာဆိုရန်တူတွေမဟုတ်ပေါ့နော်တကယ်တော့ပေါင်းစည်းပြီးတော့လုပ်တတ်မယ်ဆိုလို့ရှိရင်ကိုတို့ကအကျိုးတွေအများကြီးဖြစ်ထွန်းမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုဒီနေရာကနေပြီးတော့ဆွေးနွေးပြောပြလိုက်ရဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်